ဒါတော့ခွေးလိုက်ဆိုတာတဲ့ပြေးနိုင်မှလွတ်မဲ့အိုးအရေးရည်ကိုလိုက်တာခွေးရဘဲနေပြောတယ်အော်ရဲကြောတဲ့နေပြောအော် delivery ပစ္စည်းလာပို့တာအာခွေးလိုက်ဆွဲတာအာနှစ်ကောင်တော့ဟာတစ်ကောင်လည်းမဟုတ်အော် delivery ပစ္စည်းလာပို့ရင်လည်း channel ကခွေးရဆွဲတာအာဟိုရောအဲ့ကောင်ကြီးနဲ့ကိုက်မိလိုက်လို့လည်းမလွယ်ဘူးကောင်ကြီးရနေတာမဟုတ်အိုးကောင်ကြီးကြီးတယ်ကောင်ကြီးကပြေးနိုင်မှတော့ဒီကောင်တွေလည်းပြေးတယ်လို့အပြေးရမှတန်တော့ဟောပြန်ပြီးပြန်လိုက်ရိုက်တယ်ခွေးခွေးရတယ်လည်းပြန်ချောက်မှာသုံးကောင်တော့ဟာဒီကောင်ဒါအသေးရှိဟာအသေးလေးမဟုတ်နှစ်ကောင်တော့ခွေးပေါက်စားလေးကြီးကြည့်ရမယ်ကြည့်